ရင်ကြီးနဲ့ဖန်ဝိရိယကိုယ်ပိုင်ကြောင့်မှာပညာသင်ကြားနေတော့ great ချူကြောင့်သူလေးတော့ခင်ရင်းနဲ့ဖြစ်ပါရဲ့ရှင်ဝိရိယကိုယ်ပိုင်ကြောင့်မှာတောင်းဆံမနေတဘောဆရာမများရှိသမီးဒီနေ့တွင်ရရှိပြန်တဲ့ခေါင်းစဉ်ကတော့ကျွန်တော်ဝိပါဒနာဖြစ်ပါရဲ့သမီးကတော့အမြဲတမ်းချင်းလေးကိုပြီးဆိုနားရတာကိုမြင်တယ်သမီးရဲ့ဝါဒနာကတော့တစ်ချင်းပြီးဆိုနားရအချင်းလေးဖြစ်ပါရဲ့ရှင်။ဒါကြောင့်တစ်ချင်းဆိုတာကိုမြင်တယ်ရလေဆိုတော့ဂီတတိုင်းစဉ်လေးတွေကသမီးကိုစိတ်ရောပူပါပြောရှင်ကျမ်းမာလန်းဆက်ကြစီလို့ဖြစ်ပါရဲ့။ဒါကြောင့်တစ်ချင်းဆိုတာကိုမြင်တယ်ရလေဆိုသမီးရဲ့ဖြစ်ဖြစ်နဲ့မိကြပေါ်သမီးရဲ့ဖြစ်ဖြစ်နဲ့မိဟာသမီးရဲ့တော့တစ်ချင်းလေးတွေကိုဆိုပြပြီးဆက်ไปလို့ဖြစ်ပါရဲ့ရှင်သမီးလည်းနားထောင်ပြီးအိပ်ပျော်သွားပါရဲ့ရှင်အဲ့ဒီတစ်ချင်းလေးရဲ့ခေါင်းစဉ်ကတော့မိတ်တိလာတန်လေးဖြစ်ပါရဲ့ရှင်အဲ့ဒီချင်းလေးဆိုလည်းပြန်လာဖြစ်ပါရဲ့ရှင်သမီးကြီးနဲ့တကွာကိုအမားတွေလည်းလက်ဆူရပါရဲ့ရှင်မိတ်တိလာကမ်းမယ်ဟာတာကေကကွယ်ရှိရပြန်ငါရဲ့ဘုဆန်းဆန်းချစ်ပါနေအဲ့ဒါပဲကြံပြီးရလည်းနဲ့အဲ့ရပါလို့ကြံပါရမယ်မျက်စိနဲ့ချွယ်အိမ်လာလို့မစီကွယ်အဲ့ဒီတစ်ချိန်နဲ့ဆိုပြလို့ရပါတယ်ရှင်။တမီးရဲ့ဆရာသူအိမ်မှာဆိုသူမြတ်တဲ့တစ်ချိန်ကိုတစ်ချိန်ကိုဘာစနဲ့ဖွင့်ပြီးနားထောင်ပါရဲ့တမီးလည်းနားထောင်ရင်လိုက်ဆိုပါလေ။မေကြီးရဲ့ဆိုတော်လေးတစ်ချိန်ဆိုမှုကိုလည်းတမီးသိလေးရှိပါရဲ့။တမီးပြီးရတယ်တနေ့မှမေကြီးဆိုတော့ပြပြတဲ့မယ်ဆိုဒီတွေကိုတစ်ချိန်ကောင်းလေးတွေနဲ့ဖြုတ်ပြီးတော့မှဖြစ်ပါရဲ့ရှင်။ဒီခုရမှာဆက်ဆက်တစ်ချိန်လို့ဆက်ရတော့မှဖြစ်ပါရဲ့ရှင်။ You are my sunshine, my only sunshine. You make me happy as skies are gray. You never know, dear, how much I love you. Please don't take my sunshine away. I love you, my